cemetery ကပြည့်တဲ့ကြီးများခင်ဗျကဘာပေါ်မှာအဆိုးရွားဆုံးနဲ့အကြောင်းမဲ့ဖွယ်ကောင်းဆုံးအရာကဘာလဲလို့မေးရင်လူအများစုကစစ်ပွဲလိုပဲဖြေကြပါလိမ့်မယ်စစ်ပွဲဟာလူတွေရဲ့အသက်ပေါင်းများစွာကိုနှိုးယူယူတွေမကပဲမပြည့်မဲ့တဲ့တာမန်ရက်သားတွေကိုပါမကြုံမလို့နိုင်တဲ့တရေတစီဘဝရောက်အောင်တိုးပို့ပြစ်တတ်ပါတယ်ဒီနေ့ cemetery ကနေတိဆက်ပြီးတော့မှကတော့ဒုတိယကမ္ဘာစစ်အတွင်းကဂျပန်နိုင်ငံဟိုကီနာဝါကျွန်းပေါ်မှာတကယ်ဖြစ်ပွားခဲ့တဲ့တမိုင်းမှာအမောင်ဆုံးနဲ့အစုပ်ပြတ်ဆုံးဖြစ်ရစမ်းကြီးတစ်ခုကြောင့်ပဲဖြစ်ပါတယ်ဂျပန်နိုင်ငံရဲ့ချီဘီချီရီဂူလို့ခေါ်တဲ့တဘာဝလန်ကိုကြီးတစ်ခုဟာယနေ့ထက်တိုင်ကမ္ဘာ6လန့်ဆုံးနေရာတစ်ခုဖြစ်တည်ရှိနေပါတယ်အဲ့ဒီဂူကြီးထဲမှာဘာကြောင့်ကလေးငယ်တွေနဲ့မိခင်တွေရဲ့ငုံတန်ဟာရာစုနေဝဲကြော်ကြတဲ့အချိန်မပြောက်ပြစ်နိုင်ပဲပစ်တီထမ်းနေရတာလဲဆိုတာကိုအတူတူနားစီကြည်လိုက်ကြရအောင်ပါအချိန်ကတော့1945ခုနှစ်ဧပြီလဒုတိယကမ္ဘာစစ်ကြီးရဲ့အဆုံးသက်ပိုင်းကာလဖြစ်ပါတယ်အမေရိကန်စစ်တပ်ဟာဂျပန်ပြည်မကျိုးမကြီးကိုသိမ်းပိုက်ဖို့အတွက်မဟာမြူဟာမြောက်တဲ့အိုကီနာဝါကျွန်းပေါ်ကိုအလုံးအကြီးနဲ့စစ်ကြောင်းလစ်လာခဲ့ပါပြီအဲ့ဒီအချိန်မှာဂျပန်စစ်တပ်နဲ့အစိုးရဟာသူတို့ရဲ့ကျွန်းသူကျွန်းသားတွေကိုကြောက်မဲ့ဖွယ်ကောင်းတဲ့ဝါဒဖြန့်မှုတွေအဆက်မပြတ်လှုပ်ဆောင်ခဲ့ပါတယ်သူတို့ကအရက်သားတွေကိုဘာတွေရက်သွေးခဲ့လဲဆိုရင်အမေရိကန်စစ်သားတွေဟာလူရိုင်းတွေဖြစ်တယ်သူတို့ကျွန်းပေါ်တက်လာရင်ယောက်ျားတွေကိုညှင်းပန်းနှိပ်စက်ပြီးတက်လိုက်မယ်မိန်းမတွေကိုမတရားကြိတ်လိုက်မယ်ကလေးတွေကိုတော့တက်ဖြတ်စားတောက်လိုက်မယ်ဆိုပြီးသွေးယူသွေးတန်းတတိမားတွေဖြတ်ခဲ့တာပါဒါတွေမကပဲအမေရိကန်တွေစီမှာအဖမ်းခံရမယ့်အစားကိုတက်တင်ချင်းကသာမြင့်မြတ်တဲ့လမ်းစီဖြစ်တယ်လို့ယုံကြည်အောင်မှန်းတိုက်ခဲ့ပါတယ်စစ်ပွဲကြီးရဲ့အရှိန်ဟာအိုကီနာဝါကျွန်းပေါ်ကိုကြားရောက်လာတဲ့အခါတိုက်ပွဲတွေဟာပြင်းထန်လို့ကောင်းကင်ကြီးတစ်ခုလုံးမိကုန်းလုံးတွေနဲ့မောင်တီကြားနေခဲ့ပါတယ်တာမန်ရက်သားမိသားစုတွေဟာဘုံတန်ကနေကင်းလို့ဖို့အတွက်အိုးအိမ်တွေကိုစွတ်ခွာပြီးဘေးလို့ရာကိုပြေးကြရပါတော့တယ်အဲ့ဒီအထဲမှာယိုမီတန်ရွာလေးမှာရှိတဲ့ချီဘီချီရီလို့ခေါ်တဲ့တဘာဝကြောက်လန့်ကူကြီးထဲကိုပြေးဝေပိုးအောင်ခဲ့ကြတဲ့အပြစ်မဲ့အရက်သား85ဦးလည်းပါဝင်ခဲ့ပါတယ်။အဲဒီ85ဦးထဲမှာအများစုကတက်ကြီးရွယ်အိုတွေအကာအကွယ်မဲ့တဲ့မိခေတွေနဲ့ကလေးငယ်တွေပဲဖြစ်ပါတယ်။ဘူပြေဘက်မှာတော့တနတ်တန်တွေဘုံတန်တွေကတဒုံတုံးနဲ့မြည်ဟိနေပြီးဘူတွေးထဲမှာတော့အမောင်တူးနဲ့အတူကြောက်လက်တုံရီနေတဲ့ရှက်တန်တွေကစိုးမိုးထားပါတယ်။အမေရိကန်စစ်သားတွေကူဝါကိုရောက်လာပြီဆိုတဲ့တတိကိုကြားလိုက်ရတဲ့အချိန်မှာတော့ဘူထဲကလူတွေဟာစစ်အစိုးရရဲ့ဝါဒဖြန့်မှုတွေကိုပြန်လည်ကြားရောက်ပြီးသွေးပြက်သွားကြပါတော့တယ်။သူတို့စိတ်ထဲမှာတော့အရှိန်လက်လက်ငရဲကြတော့မယ်လို့ထင်မှတ်သွားကြတာပါ။အဲ့ဒီနောက်မှာတော့ကမ္ဘာသမိုင်းမှာအဆိုးရွားဆုံးနဲ့အတနာစရာအကောင်းဆုံးအစုလိုက်အပြုံလိုက်ကိုတက်တည်မှုကြီးစတင်ပါတော့တယ်။အမေရိကန်တွေရဲ့လက်ထဲကိုအဖမ်းမခံနေတဲ့မိခေတွေဟာသူတို့ရဲ့ရည်သွေးငယ်လေးတွေကိုရန်သူလက်ထဲမှာနှိပ်စက်မခံရစေဖို့အတွက်ဆိုတဲ့အတွေးနဲ့ကိုယ်တိုင်တက်ဖြစ်ဖို့စိုးပြတ်ခဲ့ကြပါတယ်။မေတားကိုမတက်ပါနဲ့တားကြောက်တယ်။ကလေးတွေရဲ့ငိုယိုတောင်းပန်တဲ့တွေဟာကိုယ်နိုင်ရန်တွေကိုရက်ခတ်နေပြီးမဲ့ကြောက်စိတ်လွှမ်းမိုးနေတဲ့မိခေတွေဟာမျက်ရည်တွေစီးကြရေးလက်တွေတုံရည်ရေးနဲ့မိမိတို့ရဲ့ရည်သွေးငယ်တွေကိုတားနဲ့ထိုးတက်တာကျိုးဆွဲချတာအစိတ်ခတ်တာတွေပြုလုပ်ခဲ့ကြပါတယ်။မိခင်တရားဟာဆိုရင်သူမရဲ့လက်ထဲကအပ်နဲ့အစိတ်ကိုတုံးပြီးကလေးငယ်2ယောက်ကိုကိုယ်တိုင်တက်ဖြတ်ခဲ့ပါတယ်။သားသမီးတွေတည်ဆုံသွားပြီးတဲ့နောက်မှာတော့မိခင်တွေဟာလည်းဒါနဲ့ကိုပြန်လဲအဆုံးစီရင်ခဲ့ကြပါတယ်။ကိုတစ်ခုလုံးဟာသွေးနှက်တွေညီဓာတ်တွေနဲ့ပြည့်နေသွားပြီးသွေးအိုင်ကြီးဖြစ်သွားခဲ့ပါတယ်။တနတ်တစ်ချက်မျှမဖောက်ရပဲအပြစ်မဲ့အရက်သား85ဦးအနက်40ခုဦးမှကလေးငယ်များသာဖြစ်ကြပြီးအဆိုပါအမောင်တွေကြီးထဲမှာအသက်ပြောက်ခဲကြရရှာပါတယ်။အဆိုးဆုံးကတော့တကယ်တမ်းကူဝါကိုရောက်လာတဲ့အမေရိကန်စစ်သားတွေဟာသူတို့ကိုတပ်ပို့လာတာမဟုတ်ပဲဆေးဝါးနဲ့အစားအစာတွေကိုကူညီပေးဖို့အတွက်လာခဲ့ချင်းတာဖြစ်ပါတယ်။အစိုးရရဲ့ဝါဒဖြန့်မှုအတရေမှတစ်ခုကြောင့်အပြစ်မဲ့အသက်ပေါင်းများစွာမတရားစတီးခံလဲရတာဖြစ်ပါတယ်။စစ်ပွဲကြီးပြည့်စုံသွားတဲ့အခါဒီကူကြီးထဲမှာတည်ဆုံးသူတွေရဲ့ဝိညာဉ်တွေကိုရည်စူးပြီးအထိမ်းအမှတ်နေရာတစ်ခုဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်ကစလို့ဒီနေ့ခေတ်အထိချီဘီချီရီကူကြီးနဲ့ပတ်သက်ပြီး
ထူးဆန်းချောက်ချားဖွယ်ရာမျက်မြင်တွေ့ရှိမှုတွေဟာဆယ်မပြတ်ထွက်ပေါ်လာခဲ့ပါတယ်။ခုနီးတစ်ဝက်ကိုဖျက်ဆီးသွားလာတဲ့ဒေသခံတွေနဲ့ကဘာလဲခရီးသွားတွေဟာညနေဆောင်ချိန်နဲ့ညဘက်တွေမှာဂူထဲကနေထွက်ပေါ်လာတဲ့ကလေးငယ်တွေရဲ့အော်ဟစ်ငိုယိုတံတွေမိခင်တွေရဲ့ရှက်တံတွေကိုအတန်းသားကြားရတတ်ပါတယ်။ကဲပါကဲကြပါမလုပ်ပါနဲ့ဆိုတဲ့တောင်းပန်တွေဟာလီထဲမှာပက်တီထက်နေပြီးနားထောင်ရသူတိုင်းကိုကြက်တီးမွေးညည်းထားစေပါတယ်။တချို့လာရောက်လက်ပတ်သူတွေဟာကူဝါမှာဓာတ်ပုံရတဲ့အခါဓာတ်ပုံထဲမှာထူးဆန်းတဲ့အဖြူရောင်ဝိညာဉ်လေးလုံးတွေနဲ့ကလေးငယ်တွေရဲ့ရုပ်သွေးတံဝေဝါးပုံရိပ်တွေကိုမကြာခဏရိုက်ကူးမိလေးရှိပါတယ်။ပိုပြေးချောက်ချားစရာကောင်းတာကခုထဲကိုဝေသွားတဲ့သူတွေဟာအမောင်ထဲကနေပြီးတော့တစုံတစ်ယောက်ကသူတို့ရဲ့ခြေတော်ကိုလာရောက်ဆွဲကန်တယ်လို့မျိုးအင်ကြီးစားကိုလာဆွဲတယ်လို့မျိုးအတွေ့အကြုံတွေကိုလူကြီးစွာကြုံတွေ့ခဲ့ကြရတာပါပဲဒီလိုချောင်းလိုက်မှုတွေဟာလူတွေကိုရန်ပြုတ်ချေလို့ဒုက္ခပေးချေလို့မဟုတ်ပါဘူးဗျမကြုံမလို့နိုင်သေးတဲ့ကလေးငယ်တွေနဲ့မိခင်တွေရဲ့ဝိညာဉ်တွေဟာသူတို့တည်ဆုံးခြေကကြုံတွေ့ခဲ့ရတဲ့ထိတ်လန့်မှုနာကျင်မှုတွေနဲ့အမောင်တို့ထဲမှာလမ်းပြောင်းနေကြတော့ပဲဆိုတာကိုပြသနေတာဖြစ်ပါတယ်စိတ်ပွဲရဲ့ရက်စက်မှုတံကိုခံခဲ့ရတဲ့တနာစရာဝိညာဉ်တွေပါပဲဒီနေ့ခေတ်မှာတော့ခုထဲမှာကလေးငယ်တွေရဲ့ဝိညာဉ်တွေကိုရည်စူးပြီးအယုတ်လေးတွေဂရင်းငယ်စက်ကူလေးတွေကိုအမတ်တရလာရောက်ထားရှိပေးကြပါတယ်ဒီနေရာဟာကမ္ဘာပေါ်မှာကြောက်စရာအကောင်းဆုံးဟော်ရာနေရာတစ်ခုဖြစ်တယ်လို့တစ်ဖက်မှာလည်းစစ်ပွဲတွေရဲ့ဆိုးကျိုးကိုဖော်ပြတဲ့အလိုဝမ်းနည်းစရာကောင်းတဲ့တမိုင်းဝေတက်တီတစ်ခုလည်းဖြစ်ပါတယ်။ Cemetery ရဲ့ပြည့်သက်ကြီးခင်ဗျာတစ်ခါတည်းမှာကျွန်တော်တို့ကြောက်လန့်နေရတဲ့တရေတစင်တွေဆိုတာအသက်ရှည်စီတုန်းကကဘာကြီးရဲ့မတရားမှုတွေကိုခါးစည်းခံခဲ့ရတဲ့တနာစရာအားနည်းသူတွေဖြစ်နေတတ်ပါတယ်။ချီပီချီရီကူကြီးတဲ့ကဝိညာဉ်တွေလည်းဒီနေ့မှငြိမ်းချမ်းစွာကောင်းရာသူကတိလာပါစေလို့ဆုတောင်းပေးဒီနေ့ရဲ့ဇက်လန်လေးကိုဒီမှာပဲနေ့ကိုချုပ်လိုက်ပါစေခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ